လူတွေရဲ့စိတ်ဟာကိလေသာတွေအားရဲ့နှောင်ဖွဲ့ချုပ်ကင်ထားမှုခံနေရသည့်အတွက်ကြောင့်ထိုစိတ်ကိုမိပြီးတော့ဖြစ်တဲ့တတိတို့ပညာတို့ဆိုတာအားမရှိတော့ဘဲနဲ့အားပြော့နေတဲ့အခြေအနေမျိုးကိုရောက်မိမိတို့ရဲ့နှလုံးသားမိမိတို့ရဲ့တဏ္ဍာမှာတဘာဝစိတ်ဆိုတဲ့တရားရှိသလိုထိုစိတ်ကိုနှောင်ဖွဲ့တတ်တဲ့တဘာဝတွေလည်းရှိတယ်ထိုအနှောင်ဖွဲ့ကနေလွတ်မြောက်စေတတ်တဲ့တဘာဝတရားတွေလည်းရှိတယ်အပြင်ကနေယူပြီးတော့လောက်ရတာတော့မဟုတ်ဘူးကိုယ့်ရဲ့တဏ္ဍာမှာစိတ်ကိုနှောင်ဖွဲ့မဲ့တရားတွေရှိသလိုထိုအနှောင်ဖွဲ့ကိုဖြတ်တောက်ပြစ်ပြီးတော့နှောင်ဖွဲ့မှုကလွတ်သွားအောင်လုပ်တာလည်းရှိတယ်အဲ့တော့မြတ်စွာဘုရားရဲ့ဒေသနာတော်တွေမှာစိတ်ကလေးကိုဥတည်ပြီးတော့ဟောတယ်စိတ်ကလေးဥတည်ပြီးတော့ဟောတဲ့အခါကျတော့တချို့ကမြတ်စွာဘုရားတရားနဲ့ပတ်သက်လာလို့ရှိရင်စိတ်ကိုထာဝရမြဲနေတဲ့အရာလို့ယူဆပြောဆိုကြတာလည်းရှိတယ်သို့သောမြတ်စွာဘုရားသခင်ကိုရောမြတ်ကစိတ်ဟာအစဉ်ထာဝရမြဲနေတဲ့အရာမဟုတ်ဘူးဆိုင်ရာအကြောင်းတရားနဲ့စုံစည်းပြီးမှစိတ်ဟာဖြစ်ပေါ်တယ်အကြောင်းတရားရဲ့စုံစည်းမှုကစင်စစ်မပြတ်ရှိနေသည့်အတွက်ကြောင့်စိတ်ရဲ့ဖြစ်ပေါ်မှုကလည်းပဲစင်စစ်မပြတ်ဖြစ်နေတယ်အမတန်လင်းမြန်တဲ့နှုံသားနဲ့ဖြစ်နေတဲ့စိတ်ကလေးမှာနှောင်ကြိုးတန်းလန်းတဲ့ဟိုအာယုံဒီအာယုံကူးပြောင်းနေရတဲ့သဘောပဲအဲ့တော့စိတ်ထဲမှာရှိတဲ့အညစ်အကြေးတွေစိတ်ထဲမှာဖြစ်တဲ့ဖြူရှင်တန်ရှင်းစေတတ်တဲ့သဘာဝတရားတွေဒီသဘာဝနှစ်ခုဟာအားပြိုင်ပြီးတော့နေတယ်ဘယ်သူကနိုင်နေတယ်လဲလို့ဆိုရင်စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ကိလေသာတွေကပုရိသေပုဂ္ဂိုလ်တွေပေါ်မှာအနံ့ရလွှမ်းမိုးထားတယ်တဲ့